ဒီလက်မခံနိုင်တဲ့သူကလေလူချမ်းစိတ်ချမ်းတစ်ဆက်ကလည်းတရမ်းနဲ့ဆဲတာပဲခုနေညရှိရင်ကြလူကြည့်လိုက်တော့ရင်ရင်ကြည်ကြည်တိမ်တိမ်မွေ့မွေ့ချောချောလှလှလေးလိုပဲစိတ်ကတိတ်ဆက်တဲ့တိတ်ကြွတဲ့နဲ့နဲ့လေးမှဆက်ဆက်တိမခံဟုတ်လားငါဘာထင်လို့နော်ဟုတ်လားငါလာပြီးတေးသေးမတင်နဲ့ငါတို့လုံကြီးတင်သံခတ်ပြစ်လိုက်မယ်ဝတိနှလုံးမှာပေါက်လိုက်ရင်ပြီးရောဒါပါသက်ကထွက်ရောဟုတ်လားပြဿနာတွေကြည့်မသွားဘူးလားတေးသေးတင်တာနဲ့လုံကြီးတင်သံခတ်ဝတိပြောက်တွေထည့်ပြီးအဲ့လိုမျိုးတွေကြမ်းမသွားဘူးလားခုနကနုံညံ့နေတယ်ဆိုတော့သူရုပ်ကလေဘာဖြစ်လာကြမ်းသွားတယ်ဒေါသကင်စင်မေတ္တာရှင်ကြည်လင်လှတကူခဏလှကျင်လိုက်ကြတာဘလောက်လှကျင်ကြလဲ beauty parlor beauty salon တွေသွားကြ body scrub တွေလုပ်ကြဟုတ်လားအမျိုးမျိုးပြင်ကြစင်ကြမပြင်ကြဘူးလားဘုရားရှင်ကလှကျင်အပြင်ကိုပြင်ခိုင်းတာလားအတွင်းကိုပြင်ခိုင်းတာလားစိတ်လှမှာရုပ်ကလှဟုတ်ပြီနော်အဲ့တော့ဒီဘဝမှာလဲစိတ်လှတဲ့ပုဂ္ဂိုလ်ကလူချစ်လူခင်ပေါ်တယ်နောင်တဏ္ဍာမှာလဲစိတ်လှတဲ့ပုဂ္ဂိုလ်ကရုပ်ပါလှသူလှတာကလေတတ်မှတ်ဆရာလှတာမျိုးမဟုတ်ဘူးနဲ့ကြက်တည်ရှိပြီးတော့ရှဲနေတယ်သူမြင်လိုက်တဲ့ impression ဖြစ်ဟာဒီမျိုးသမီးကိုရုပ်တဲ့သွားမစားနဲ့ဟာဒီမျိုးသားရုပ်တဲ့သွားမစားနဲ့လှတာကလှဒါပေမဲ့အိန္ဒိယတိတ်ခါရှိအဆင့်မြင့်နော်လမ်းဘေးကငါတို့တွေ့နေကြဟာမျိုးမဟုတ်ဘူးဆိုပြီးတော့ impression ဖြစ်သွားအဲ့ဒီလိုမျိုးအလှမျိုးမေတ္တာနဲ့ရှင်ပြီးလှတဲ့လက်လာမျိုးကကောင်းလားမကောင်းဘူးလားအေးဒါကြောင့်သိမကန်နိုင်တဲ့ပုဂ္ဂိုလ်ကဘာဖြစ်သွားလဲဒေါသကြီးတဲ့အတွက်ကြမ်းတမ်းနေနေပုံထိုင်ပုံစားပုံတောက်ပေါ်စားပုံတောက်ပေါ်လည်းကြမ်းတမ်းနေဇွန်နံပကံနဲ့ခွတ်တန်နေစူညံလို့စားရကဇုံလို့တက်ရမထားဘူးအဲ့ဒီလိုမျိုးဝိတ္တစင်တာလဲသမင်းစွန်အောင်သွဲနော်အင်ကြီးလေးရှင်လို့ဝိတ္တအေးရခင်းကြည့်လိုက်အဲ့ဒီရဲ့အေးခင်းကပြက်ပြက်ပြူပြူမရှိဒါကြောင့်ဘုန်းတို့ဒေါသတရား6ပါးကြတော့ဒီဒေါသတရားရှိတဲ့သူရဲ့လက္ခဏာတွေကိုကြည့်တဲ့အခါသူရဲ့နေပုံထိုင်ပုံစားပုံသွားပုံလာပုံ feeling ပြင်ဆင်ပုံသူ့ပတ်ဝန်းကျင်မှာထားတဲ့အထာအသိုးတွေဒါတွေကိုကြည့်တာပေါ့ဗျအဲ့ဒါကိုကြည့်သူကဒေါသတရားလားမှတ်တာယောဂီတို့ဒီကြမ်းတက်နေဆိုတာကကောင်းတဲ့အလုပ်တော့မဟုတ်ဘူးနော်စိတ်ဆိုးလွယ်တဲ့စိတ်ဆက်လွယ်တဲ့ဆက်ကြည့်မခံဘူးဆိုတာအကျင့်ပါသွားရင်ဒေါသတရားဖြစ်သွားအဲ့ဒေါသတရားအားကြည့်ရင်အမြဲတမ်းဘုန်းပြောတယ်နော်ဒေါသလောက်အပြစ်ကြီးတဲ့တရားမြည်သည်မရှိတဲ့လောကမှာဒေါသဟာအပြစ်ကြီးဆုံးပဲမှန်ရလားဟဲ့ကြောက်စရာကောင်းလားမကောင်းဘူးလားနော်လောဘလောက်လိုချင်တယ်ဆိုပေမဲ့လောဘကကောင်းတာလေးလုပ်လို့သူကနော်ကောင်းတဲ့ဘဝလေးတွေရနိုင်သေးတယ်ဒေါသအတွက်တော့ကောင်းတဲ့အခွင့်အရေးဆိုတာဘာမှမရှိဘူး